လူငယ်တွေကိုပဲအဓိကထားခေါ်ယူလေးရှိတဲ့ Chelsea အသင်းဟာသူတို့အသင်းရဲ့မူဝါဒနဲ့ကွဲထွက်ပြီးတော့အသက်35နှစ်အရွယ် Arsenal အသင်းနဲ့ Man U အသင်းတို့ရဲ့တိုက်စစ်မှုအောင် Danny Welbeck ကိုခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Agent အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားပြီဆိုတဲ့ Araujo Dariနယ်သာလန်ထိပ်သီးကလပ် Agent အသင်းဟာနိုင်ဂျီးရီးယားရဲ့တိုက်စစ်မှု Araujo Dari ကိုတရားသီးငှားစာချုပ်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီအပြောင်းရွှေ့မှာ Agent အသင်းဘက်က Araujo Dari ရဲ့လစာငွေအပြည့်အဝကိုတာဝန်ယူသွားမှာဖြစ်ပြီးတော့အငှားပြောင်းရွှေ့ခြင်းကိုလည်းပေးရှိသွားမှာဖြစ်ပါတယ်။ဒါအပြင်ရာသီကုန်ဆုံးချိန်မှာယူရို22သန်းနဲ့အပြီးသက်ဝယ်ယူနိုင်မဲ့ရွေးချယ်ခွင့်ကိုလည်းထည့်သွင်းထားတာဖြစ်ပေမဲ့မဖြစ်မနေဝယ်ယူရမယ့်အချက်တစ်ချက်တော့မဟုတ်ပါဘူး။တူရကီနဲ့အီတလီကလပ်အသင်းအချို့ရဲ့ကမ်းလှမ်းမှုတွေကိုပယ်ချပြီးတော့ Agent အသင်းကိုရွေးချယ်ခဲ့တဲ့ Araujo Dari အနေနဲ့အသင်းရဲ့တိုက်စစ်ပိုင်းမှာဘယ်လောက်ထိတက်ရောက်မှုရှိလာမလဲဆိုတာကိုတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အသက်20အရွယ်ဂိုးသမားလေးကိုခေါ်ယူခဲ့တဲ့ Manchester United အသင်းဟာ Wales နိုင်ငံရဲ့ U21 လက်ရွေးစင်ဂိုးသမား Kit Markinson ကိုတရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။အသက်20အရွယ်ရှိတဲ့ဂိုးသမားလေးဟာ Swansea City အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာတော့ Manchester United အသင်းကိုပြောင်းရွှေ့လာတာဖြစ်ပါတယ်။ Kit Markinson ဟာ Wales နိုင်ငံရဲ့လူငယ်လက်ရွေးစင်အသင်းတွေမှာအဆင့်ဆင့်ပါဝင်ကစားခဲ့သူဖြစ်ပြီးတော့အရေးသွေးကောင်းမွန်တဲ့ဂိုးသမားတစ်ဦးဖြစ်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ Manchester United အသင်းဟာအနာဂတ်အတွက်လူငယ်ကစားသမားလေးတွေကိုဆက်လက်ရင်းနှီးမြှုပ်နှံတဲ့စီမံကိန်းမှာ Kit Markinson ကိုတစ်စိတ်တစ်ပိုင်းအနေနဲ့ခေါ်ယူခဲ့တာလို့သိရှိရပါတယ်။ Manchester United ပရိသတ်တွေအနေနဲ့ Kit Markinson ဟာအနာဂတ်မှာ Man United အသင်းရဲ့ပထမစီနီယာအသင်းစီကိုတက်လှမ်းသွားနိုင်မလားဆိုတာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Inter Milan အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိသွားပြီဆိုတဲ့ John Stones အကြောင်းပဲဖြစ်ပါတယ်။ Inter Milan အသင်းဟာ Manchester City အသင်းရဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံလူ John Stones ကိုခေါ်ယူနိုင်ဖို့အတွက်နောက်ဆုံးစစ်ဆွေးနွေးမှုတွေကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီလို့သိရှိရပါတယ်။ John Stones ဟာ Inter Milan အသင်းနဲ့2နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးတော့စာချုပ်သက်တမ်း2028ခုနှစ်ဇွန်လအထိဖြစ်ပါတယ်။ John Stones ရဲ့တစ်နှစ်လောက်ခလာစာယူရို4သန်းခန့်ရရှိမှာဖြစ်ပြီးတော့စာချုပ်မှာနောက်ထပ်သက်တမ်းတိုးခွင့်ကိုလည်းထည့်သွင်းထားခြင်းမရှိဘူးလို့သိရှိရပါတယ်။လက်ရှိအချိန်မှာတော့ John Stones ဟာမီလန်မြို့ကိုမကြာခင်သွားရောက်မှာဖြစ်ပြီးတော့စစ်စစ်မှုတွေကိုပြုလုပ်သွားဖို့ကြံရှိနေသေးတာပါ။အပြောင်းရွှေ့သဘောတူညီချက်ဟာအပြီးတက်နိုင်ခဲ့တယ်လို့သတင်းစာတွေကဖော်ပြထားခဲ့ကြပါတယ်။ Man City အသင်းရဲ့နောက်ခံလူတူဖြစ်တဲ့ John Stones ဟာ Inter Milan အသင်းမှာစိန်ခေါ်မှုအသစ်တွေကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဒါတွေအားလုံးကဇူလိုင်လ28ရက်နေ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။